ပြသွားမှာတော့ကျွန်တော်တို့ကိုယ်ပိုင်ဘောတွေလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ run ထားဖို့လို့တော့ဗောနော် local မှာပဲဒီ BS ကုန်းနဲ့ run ထားမယ်ဆိုလို့ရှိရင် laptop ပိတ်တဲ့အချိန်ကြာလို့ရှိရင်ကိုဘောတွေကလုံးမလုပ်ပါဘူးဒီတော့ကျွန်တော်တို့ဘောကိုcloud အနေနဲ့ run ထားဖို့လိုတယ်ဗောနော်အဲ့ညမှာ cloud အနေနဲ့ run ထားတဲ့နေရာမှာလည်းကျွန်တော်အခက်အခဲလေးရှိတယ်ဗောနော်ပထမဆုံးအနေနဲ့အရင်ဗီဒီယိုတွေမှာပြပြခဲ့သလိုပဲ Python Anywhere ဒီကောင်မှာတင်မယ်ဆိုရင်ကအဆင်ပြေတယ်သုံးရတာလည်းလွယ်ပါတယ်ဒါပေမဲ့လည်းသူကကန့်သက်ချက်ရှိတယ်ဗောနော်ဘယ်လိုကန့်သက်ချက်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့လုပ်ထားတဲ့များဘောတွေကိုများလာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ Python Anywhere မှာတွားပြီးတော့ run နေချိန်ရလို့ရှိရင်သူက limit ကိုနှစ်ခုပဲပေးတာဆွေးဗီဒီယိုလေးမှာတက်လျှောက်ပြောခဲ့တယ်ဗောနော်အရှင်ကျွန်တော်ဒီ movie ဘောလေးကိုကျွန်တော်ပြန်ရမ်းအောင်မယ်နောက်ပြီးတော့အဖေဒီဘောလေးပေါ့အဖေဒီဘောလေးကနာမယ်အဲဒါရော console မှာ run နေတာနှစ်ခုရှိတယ်ဗောနော်console မှာ run နေတာနှစ်ခုရှိတယ်နောက်ဆုံးတစ်ခုကိုကျွန်တော်ထောက်ရမ်းမှဆိုရင်အဲ့ဒါရင်ဒီမှာ HTML ပေါ်လေးပေါ့နော် HTML ပေါ်လေးကထပ်ရမ်းမယ်ဆိုရင် console limit is ပေါ့နော်အဲ့တော့ဒီဘောကိုပေါ်လေးတစ်ခုနှစ်ခုလောက်နဲ့ရေးကြည့်ပြီးတော့တစ်ခုဖွင့်ရင်တစ်ခုပိတ်မယ်ဆိုတဲ့ပုံစံမျိုးလေးဆိုင်တော့တိတ်ပြည့်တဲ့ရှိပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဘောကနည်းနည်းတကယ် user တွေသုံးလောက်တဲ့ level လည်းဖြစ်မယ်အနည်းဆုံးတော့ small ဘောလေးမဟုတ်ရင်တော့ medium လောက်ပေါ့နော် duration ကြီးလောက်ပြီးတော့မရောက်ဘူးဆိုရင်တော့မှာပေါ့အဲ့တော့အများတန်းလဲ run နေမယ်အသုံးပြုနေမယ်ဆိုလို့ရှိရင်ကြတော့ဒီ Python Anywhere နဲ့တော့တိတ်အဆင်မပြေတော့ဘူးเนาะကျွန်တော်ပေါ်တစ်ခုတစ်ပုံကျွန်တော်တို့လုပ်ထားတယ်ဆိုရင်ပေါ့เนาะဒီမှာကျွန်တော်မှာဆိုရင် YouTube ဘောရှိမယ်နောက်ပြီးတော့စာအုပ်နဲ့ပတ်သက်တဲ့ IT ဘောတွေရှိမယ်ဟိုဒီမှာ tutorial အတွက် video tutorial တွေလုပ်ပေးထားတဲ့ဘောလေး3ခု4ခုလောက်ရှိပါเนาะအဲ့တော့ဘောတွေများလာတဲ့အချိန်ကျတော့ဒီနှစ်ခုတည်းနဲ့ run ထားလို့ရတယ်အဆင်မပြေတော့ပြန်ဘူးပြီးတော့ဖက်ရှာရတာပေါ့เนาะအဲ့တော့ဒီမှာပြီးတော့ limit လည်းရှိတယ်ဒီ Python Anywhere မှာဆိုတော့အကောင့်ဖွင့်ရတယ်လို့လေးအကောင့်ကိုကို Gmail လေးနဲ့ join လိုက်တာနဲ့အကောင့်ဝင်ရတယ်เนาะအဲ့ဒါရင် free မှာဆိုရင်သူက910နဲ့ megabyte video ရှိတယ်အဲ့မှာကျွန်တော်တို့ကuser ရတာ short form နေတဲ့ရွေးပေါ့เนาะပြည့်သွားလိမ့်မယ်ပေါ့ဒီလမှာဒီ910နဲ့ megabyte ပဲသုံးဝင်ရှိတယ်ပေါ့မှာဆိုရင်စမ်းတာကြီးပဲ69 megabyte လောက်ကုန်ပြီပေါ့เนาะ 40% ပြည့်သွားပြီအဲ့ဒါရင်ဒီတစ်လတွင်းမှာ user များများခေါ်လိုက်လို့သုံးလိုက်ရင်ခဏလေးနဲ့ပဲဒီ900ကျော်ပြည့်သွားနိုင်တယ်ပေါ့เนาะဒါဆိုရင်လည်းအလုံးမလုံးတော့ဘူးဒီတစ်လတော့စောင့်အောင်ပေါ့เนาะအဲ့ဒါရင်သုံးတဲ့ user များလာနေများလဲအဆင်မပြေဘူးနောက်ပြီးတော့နှစ်ခုပဲ runner ကလည်းဒီလိုကြောင့်လည်းအဆင်မပြေဘူးနောက်ပြီးကျွန်တော်တို့ board တွေမှာ library တွေကိုကျွန်တော်သုံးရပြီဆိုရင်ကျွန်တော်ရေးတဲ့ review board တွေမှာဆိုရင်လည်း library တွေတစ်ဆင့်ထပ်သုံးရတယ်เนาะအဲ့ကြရင်လည်းတချို့ function တွေအလုံးမလုံးတော့ပြန်ဘူးဒီ Python Anywhere မှာအဲ့တော့ဒီတက်ကောင်းတဲ့ board လေးတွေကြတော့စမ်းကြည့်တဲ့တော့ render ပေါ့เนาะ render ကိုကြတော့သူကrender ကိုကြတော့ progression level ရှိတယ်အဆင်ပြေတယ် render ကကြတော့ဒီကိုရဲ့Telegram board တွေမှာမဟုတ်ဘူးတို့ API သမားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူကအခုရှိတာဒီမှာသူ့ရဲ့ဝင်လို့ဆိုရင်ဒီမှာ proxy နဲ့ဝင်ရမှာဒီတိုင်းဝင်လို့မရဘူးကျွန်တော်လက်တော့မှာဆိုရင်အဆင်ပြေတဲ့ VPN လေးရတော့ကျွန်တော်ဒါလေးပေါ့နော်လက်ရှိမှာပြီးလည်းဖြစ်တယ်တောင်းရလည်းလွယ်တယ် Vision VPN လေးကိုစင်တုံးတယ်render.com ပေါ့နော်ဒါပြီးတော့ IENG က render.com render ကဒီမှာဆိုရင်သူလည်းလွယ်လွယ်လေးပေါ့နော်အကောင့်ဖွင့်ရင်လွယ်လွယ်လေးအကောင်တော့ဒီကိုယ့်ရဲ့ Google နဲ့ join လိုက်အောင်ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီ render မှာတင်ဖို့ဆိုလို့ရှိရင်သူ့ရဲ့ render အကောင့်ကို Gmail နဲ့ဖွင့်တဲ့အပြင်ကျွန်တော်တို့မှာ Create account နဲ့ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ video လေးကို live ဆန်းတဲ့တကယ်ရင်းတွေကအရင်
မလုပ်ဖြစ်ဘူးဆိုရင်ပေါ့နော်အပေါ်ရန်တော့ပဲစမ်းပစ်တယ်ဆိုရင်တော့ကိုယ့်ရဲ့ဘောလီကို Python anywhere လောက်နဲ့ကျင်းနေလို့ရပါတယ်ဒါလို့မဟုတ်ဘူးနောက်ကျွန်တော်ကဘောလီအများကြီးထွင်အောင်ပါအများကြီးလဲဘောလီကို run ထားပြီးတော့တကယ်သုံးနေမှာဆိုရင်ပေါ့နော်အဲ့လို level မျိုးကြရင်ဒီ render ကလိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ render မှာကကျွန်တော်ကအရေးအတွက်ခက်နေချက်မရှိဘူးဒီတော့ free ပဲပေါ့နော် free ပဲဒါပေမဲ့သူ့မှာလည်းအားနည်းချက်တော့ရှိတယ်ပေါ့နော်အကုန်လုံးကတော့အားနည်းချက်ပို့ပြီပေါ့သူကတစ်ခုကောင်းတာကဒီမှာရေတွက်ကန့်တက်မရှိဘဲနဲ့ထောက်ထားလို့ရတယ်နော်ဒါဆိုရင်render ဒါပေမဲ့အားနည်းချက်ကကြတော့ကျွန်တော်တို့ကဒီ GitHub မှာ GitHub အကောင့်ရှိရမှာနော် GitHub အကောင့်ဆိုတာကဒီကျွန်တော်တို့သုံးနေကြအောင်နော်အဲဒီ developer တိုင်းကတော့ GitHub နဲ့မကင်းဘူးနော် GitHub ကို GitLab ဆိုဒီဘက်ကလို့နဲ့မကင်းဘူးဒါပေမဲ့ကျွန်တော်တို့အရင်သုံးပြတာတော့ GitHub ပါနော် GitHub ဆိုအဲဒီ GitHub မှာကိုယ့်ရဲ့ project ကိုတင်ထားရမယ်GitHub မှာကိုယ့်ရဲ့ app ကို project ကိုဒီအနေနဲ့တင်ဒါဆိုကျွန်တော်ဆန်းတာပါနော်ကျွန်တော် script ကိုကျွန်တော် translator ဘောအနေနဲ့ဒီတင်လာပြီးတော့မှဒီGitHub မှာရှိတဲ့ repo ကိုဒီမှာပြန်ပြီးတော့ဝိုင်းတာပေါ့နော်ဒီ render မှာဆိုရင်ဒီ Brian web service ဆိုပြီးတော့ကောင်းဖွင့်ပြီးတော့ဒီ website တုံးပေါ့နော်အဲ့ဒါရင်ကျွန်တော်ရဲ့ဒီ Git project နဲ့သူက join ခွင့်ပေးတယ်ပေါ့နော် join ပြီးဆိုတာနဲ့ဆက်လို့ရတယ်ပေါ့အခက်အခဲရှိတာကသူကကျွန်တော်အခုဒီရင်းနေတယ်လို့ပုံစံလေးနဲ့တော့မရဘူးပေါ့နော်သူကနည်းနည်းတော့ဖြစ်လာတယ်ဟုတ်စီတော့သူတို့ဆန်းနေတယ်လို့ဒီရေးသားလောက်နေတော့မစင်ဘူးပေါ့နော်ဒီမှာဆို requirement.dat ဆိုတဲ့ဒီရေပုံ uniform မှာမရှိမဖြစ်လို့ရတယ်ဒီ render ထဲမှာထည့်သုံးမယ်ဆိုတော့နော်နည်းနည်းဆက်လုံးမဲ့ဟိုပေါ့ဒီကင်နာဆင်းလောက်ရင်တော့နည်းနည်းဒီ render ကိုလိုက်လို့ကနည်းနည်းခက်မှာပေါ့နော်နည်းနည်းလေးဒီ game နဲ့လည်းကျွမ်းလို့ရှိရမယ်ဒီ cloud မှာတင်တဲ့တွေ့ကြုံလေးနည်းနည်းရှိဖို့လည်းလိုတာပေါ့အဲ့တော့မှာကျွန်တော်တောင်းကိုgame နဲ့ကျွမ်းမယ်ဒါမင်းဒီမှာသူကလိုအပ်တာအဓိကကရုံလေးပုံမှန်ကroot drive နေတော့ SRE ကတက်ဖို့ထားလိုက်ရတယ်ဒီမှာဆိုရင် requirement.dat ကိုဒီ backend မှာ base command မှာသူလိုရပါတော့မရှိမဖြစ်ဒါကဒီPython ရဲ့ဒီ project တွေကိုcloud မှာပဲ hosting မှာပြရမှာဒီ format လေးကအများဆုံးသုံးတယ်ပေါ့နော်ဒါ production level ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီ requirement.dat ကိုဘယ်ရမလဲဆိုလို့ရှိရင်ဟိုက command လေးတစ်ခုပြန်လာရတယ်ပေါ့နော်လက်ရှိမှာကျွန်တော်သုံးနေကြတဲ့အတိုင်းဆိုရင်ဒီမှာ main.py ရဲ့ command ရဲ့တိုက်ကျွန်တော်မှာရေးပြနေကြနှစ်ခုပဲရှိနေပေါ့နော်အဲ့ကြရင်ဒီ command library နှစ်ခုပြင်ကျွန်တော်ကဒီရေးသားလေးနဲ့ဒီ Python ဒါလေးနဲ့ run ကြီးမှာဒီကောင်က auto generate ထွက်လာမယ်ဒီကတော့သူကိုယ်ထဲမှာသုံးထားတဲ့ library ကိုသူက requirement.dat အနေနဲ့က library ကိုတက်သင်ထုတ်ပေးတာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီကောင်ကို get ပေါ်ဆင်ပြီးတော့ကိုရဲ့ကောင်းမှာ free နေနေယူသူလည်း90နဲ့မကားပိုက်ပါနော်90နဲ့မကားပိုက်ရန်ရမယ်တစ်လအတွင်းမှာ 0.1 CPU 9မကားပိုက်ချင်းတူပေမဲ့လည်းသူကဒီ project တစ်ခုချင်းစီပေါ်မှာ9မကားပဲပေါ့နော်ဟို Python anywhere ကြတော့သူကကိုယ်နှစ်ခုလုံးတင်နှစ်ခုလုံးကအတွက်နေတယ်ပေါ့နော်တစ်ခုချင်းစီအတွက်ပြီးရင်ဒီတိုင်းပဲဒီ file လောက်လိုက်မယ်ပေါ့နော်ဒါပေမဲ့ဆက်လက်လုပ်တဲ့အချိန်မှာနည်းနည်းခက်ခဲမှုတွေရှိနိုင်တယ် run တဲ့အချိန်မှာလည်း error လေးတက်နိုင်တယ်ဒီကောင်ကိုဟိုကလုပ်ချင်တယ်ဆိုရင်ပို့ပြီးတော့ရွေးတင်တယ်ပေါ့နော် one hole အနေနဲ့သူကအလုပ်လုပ်ပြီးမယ်ကောင်တော့ render ကိုရွေးချက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားရရက်ကTelegram ဘောများများအန်ဒီထားလို့ရတယ်ပေါ့နော်များများတင်ထားလို့ရတယ်ကျွန်တော်လည်းလုပ်ပြီးပါပြီဒီမှာကျွန်တော်ဒီဟိုကျွန်တော်ဒီ progression level ရောက်တဲ့ဒီ node project ရဲ့node project နဲ့ဆိုင်တဲ့ API
ထုတ်တဲ့ဘက်တွေရဲ့ဒီဒီကံပေါ်နဲ့ဆိုင်တဲ့ဘက်တွေကျွန်တော်စမ်းနဲ့စမ်းပြီးပါပြီကျွန်တော်လောက်ကြည့်ပြီးပါပြီဒါပေမဲ့ဒီဗီဒီယိုလေးကနောက်ဆုံးဗီဒီယိုလေးဖြစ်တဲ့ကောင်အရင်ခက်နဲ့မပြီးရင်ဘူးဒါကြောင့်မို့ဒီပိုင်းလေးကိုကတကယ်အကြံပေးတဲ့အနေနဲ့ပေါ့နော် duration level အနေနဲ့ဒီကံပေါ်များတယ်ကိုကထုတ်ထားတယ်များလဲ brand အကျင်နဲ့ဒီရှင်းလေးတော့ဖတ်ဆန်းမရှိဘူးဆိုရင်အနည်းဆုံးတော့ချူလိုရပြိုလေးတွေ guideline ရှာလို့ရတယ်ပေါ့နော် random မှာဘယ်လိုသင်ရမလဲဆိုတဲ့ဟာပေါ့နော်နောက်ပိုင်းကြုံရင်လည်းဒီ random ကိုကျွန်တော်တို့language ရဲ့ဖြစ်ဖြစ်တင်တဲ့အတိုင်းလေးတွေလည်းကြပြပါမယ်နော်ဒီခုဒီမှာဆိုရင်ကျွန်တော်တို့က environment အနေနဲ့ variable တွေကိုလည်းကိုကအဲ့လိုမျိုးပေးလိုက်လို့ရတယ်နော်အဲ့မှာဆိုရင်နောက်ဆုံးပြောရင်းနဲ့အကြံပေးချက်ကကျွန်တော်ကEMV ဆိုတဲ့ file လေးကိုစောက်တယ်နော်Node.js မှာဖြစ်ဖြစ်ဒီ Python မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ variable လေးတွေကိုဒီပုတ်ခံမှာမပါသွားခြင်းဆိုရင်ဒီ user လေးပေါ့နော်ဒီလိုလေးရေးပြရတယ်ပေါ့OS.environment ဆိုပြီးတော့ဒီမှာစာလေးပဲရေးတိုင်းမယ်ကျွန်တော်ဒီပုတ်ပြီးဖတ်ပြီးမပြခြင်းပေါ့နော်ကိုယ့်ရဲ့ API လေးမပြခြင်းနောက်ပြီးတော့ git ကိုတင်လိုက်တဲ့အချိန်မှာလည်း .env ကို git ignore ထည့်ထားမယ်ဆိုရင်ဒီကိုယ့်ရဲ့ git project ထဲကိုတော့ရောက်သွားမယ်ဒါပေမဲ့ဒီenv ဆိုတော့ဒီ file လေးကမပါဘူးလို့ပြောမှာပဲကျန်နေတယ်ပေါ့နော်အဲ့လိုမျိုးရှိနေပြီးကြတော့မှကိုယ့်ရဲ့ git ပေါ်မှာ main.py requirement တော့တိုက်ရိုက်ကြပါပြီဆိုရင်ရပြီအဲ့ကိုယ့်ရဲ့ project ကိုဒီမှာချိန်လိုက်ချိန်ပြီးတော့ဒီမှာရေးရမယ်။ဘာရေးတင်လဲဆိုရင်ဒါတွေကတော့တစ်ခေါက်ပါမယ်ဒီမှာ run မယ်ပေါ့နော် Python main.py run မယ်ဆိုတဲ့စာလေးကိုဒီမှာ free ဆိုတာလေးရွေးပြီးရင် variable နဲ့ပတ်သက်ပြီးတော့ကျွန်တော်က env ဆိုတဲ့ file နဲ့ဒီ key လေးတွေကိုထုတ်မယ်ပေါ့နော်ဥပမာလေးကျွန်တော်ကဒီကောင်ပေါ့ဒီလိုကြောင့်ဆက်မယ်ပေါ့ env ဆိုတဲ့ file အဲ့ဒါကိုကျွန်တော်ရပြီပြီးရင် as ဆိုပြီးပဲဝင်သွားပြီပေါ့နော်ဒါရင်ပြီးပြီကောင်းဟုတ်ဒီ brand web service ဆိုလို့နှိပ်လိုက်ရင်လည်းငါအဲ့ဒီမှာနည်းနည်းတော့ကျွန်တော်စောင့်ရမှာပေါ့နော်ဒီဗီဒီယိုရက်ကြာအောင်မှာဆိုလို့ဒီဟာကိုစောင့်နေတော့ဒီအဆင့်လေးနှိပ်လိုက်အောင်လည်းပြီးပါပြီပေါ့နော်ကိုယ့်ရဲ့ project ကိုအရင်ဆုံး game မှာတင်ဒီကင်းနဲ့ join game မှာတင်လို့ဆိုရင်ကျွန်တော်လိုအပ်တဲ့ format အနေနဲ့ဒီလိုမျိုးလေး env အနေနဲ့ရေးတာ .env အတွက် variable တိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ command နဲ့မှာဒီဟာကို run ပေးရမယ် python env install python.env ဆိုလို့ run ပေးမှာ env ဆိုတော့ format လေးဒီသိမယ်ပြီးရင် requirement တော့တက်လို့ပါအောင်လုပ်ပြီးဒီပေါ်ပြန်လိုက်ပါနော်ပြင်ပြီးပါနဲ့ဟိုရဲ့ဟာကိုဒီမှာလာ run လိုက်ရင်ရတယ်ပေါ့နော်ဒီမှာတော့ပြောနေတာပြီးတော့မှာဆိုတော့ဒီမှာအလုပ်တင်တယ်ပြီးတော့ဒီ python နဲ့ပတ်သက်တဲ့ library လေးတွေကို run နေဒီမှာ base accessibility ဖြစ်နေပြီဒီ brand ပြီးမယ်ပြင်ကိုယ့်ရဲ့ main ကိုအောက် run လိုက်ပြီကိုယ့်ရဲ့ main တော့ဒီမှာ run ပြီးပြင်ဒီစောင့်နေဆိုရင်အပြီးပေါ့နော်ဒါတော့ project သေးလို့ခဏလေးနဲ့ပြီးတာဒါလို့ project မှာ library များလို့ရှိရင်9မိနစ်လောက်စောင့်နေမှာပြီးသိနေကြဒါတော့ဒီလေးမို့လို့ပြီးပြီပေါ့နော် run ကြည့်လို့ရပြီ translator ဘောကိုဒီမှာချိတ်ဆက်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာဆိုရင်ဒီမှာဒီဘိုင်းကိုပြချင်တာမဟုတ်ဘူးနောက်တစ်ခုထပ်သွားကြည့်ဒါကြောင့်မို့project တစ်ခုတိုက်နေမှာဆိုလို့ဆိုတော့ဒီကောင် cancel ဒီ private လုပ်လိုက်တော့မယ်ဒီမှာဆိုရင်တော့အလုပ်လုပ်နေတယ်နော်ပြီးနေပြီအဲ့တော့ random မှာတင်ကြည့်ရင်လည်းဒီနည်းလေးနဲ့တင်ပါတော့နော်အသေးစိတ်ကိုကြည့်ကျင်တယ်ဆိုရင် comment လေးပေးပြီးတော့ဒီအတွက်ဗီဒီယိုလေးတစ်ပုဒ်ပြန်လုပ်ပေးခြင်းလည်းလုပ်ပေးပါမယ်ဆိုတော့ဒီကောင် cancel လိုက်ပါပြီ cancel ပြီးတော့ကျွန်တော်တို့အားဆိုရင် Python anywhere ရှိမယ် Python anywhere ရှိမယ်ကျွန်တော်တို့ render ရှိမယ်နောက်တစ်ခုပါရှိမယ် free နေမယ် render ရှိမယ်နောက်ပြီးတော့ rainway ဆိုတာရှိမယ် rainway rainway တော့တင်ကြဘူးဒီsimple ဖြစ်ဆုံးသုံးလို့လွယ်ဆုံး Rapid လို့ပြောရမှာနော် IPLIT Rapid ဆိုတော့အတွက်ပဲVPN လို့တော့နော်ကျွန်တော်အကြံလို့ပြန်ပိတ်လိုက်မယ်နေလို့ Rapid လို့ခေါ်တာနဲ့ဒီမှာဆိုရင်ကျွန်တော်
http google.replit.com เนาะနောက်ဆုံး replit application and service area ပေါ့ဒီမှာကျရင်လည်း account ဖွင့်နေတယ်เนาะကျွန်တော် account လုပ်တယ်ဆိုတော့ web တိုင်းတော့အလွယ်ဆုံးပဲเนาะအဲ့ဒါ account ဖွင့်ပြီးနေပြောဖို့မလိုဘူးwebsite တွေဝင်လာပြီဆိုရင်သူကသူ့မှာအားရချက်ရှိတယ်သူလည်းအားနေချက်ရှိတယ်ပေါ့เนาะအားနေချက်ကဘာလဲဆိုရင်သူကကိုယ့်ရဲ့ Telegram တော့ပဲဖြစ်ဖြစ် Note app တွေပဲဖြစ်ဖြစ်ဒီမှာ free အနေနဲ့ဆိုတော့10ခုပဲပေးတယ်ပေါ့เนาะ10ခုပဲပေးတယ် agent အနေနဲ့လိုချင် agent ပါရင်သူကဒီမှာ expire date ပေါ့เนาะ8လပိုင်းထိပေါ့เนาะဆုံးထားပြီးပေးထားတယ်ဒါတွေကတော့ကိုယ့်အတွက်မလိုသေးဘူးပေါ့เนาะကိုယ့် budget တွေလေးမှာဖျက်မသုံးတာဘူးနောက်တစ်ခုရှိသေးတာကျွန်တော်တို့ကတကယ်လို့ဒီ Note project ဒီ Telegram bot project တွေမှာဒါကြရင်database တွေလိုလာတယ်အဲ့ဒီအတွက် database ချိန်ရမယ်ဆိုရင်ဒီမှာတော့ free မရဘူးပေါ့နော်အဲ့တော့ sample အနေနဲ့ပဲအခုကျွန်တော်တို့လက်ရှိ video လေးမှာသုံးသလိုပဲတေးသေးလေးပေါ့နော် Telegram bot အသေးလေးတွေဆိုတော့အရင်ဆင်ပြီးတယ်အဲ့ဒီ Telegram တေးသေးလေးတွေအပြင်ကိုဒီမှာဆိုရင်ကျွန်တော်ရဲ့မြန်မြန် down ဆိုတဲ့ video အလေးတွေလည်း video အလေးတွေတော့မှပဲဆင်ပြီးတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကျတော့personal ပဲတုံးရလို့အဆင်ပြေတယ် public ကိုထုတ်ပြလို့မရဘူးပေါ့နော်အဲဒီ video ကကျွန်တော်အနေနဲ့ policy တွေများတယ်ကျွန်တော်အဲကြောင့်မို့ဒီ video တော့ personal ပဲသွားတယ်public share ပြလို့မရတဲ့ bot တမျိုးဖြစ်နေလို့ပေါ့နော် share လိုက်ရင်လည်းတိုင်ပတ်အဲ့တော့ဒီမှာဆိုရင်နောက်လုပ်နေတဲ့ကျွန်တော်ရဲ့movie bot project လေးပေါ့နော်ဒီမှာဆိုရင် ID programming ebook နဲ့ပတ်သက်တဲ့ bot လေးဒီကောင်လည်းကျွန်တော်လုပ်တဲ့တန်းမှာနည်းနည်းသေးတော့မသေးဘူးပေါ့နော်နည်းနည်းအလေလဲလောက်ပဲရှိရဲ့ project တစ်ခုအဲ့ project ကိုတော့ကောင်းကောင်း run ထားနိုင်တယ်ပေါ့နော်ဒီကောင်ကအဆင်ပြေတယ်အခုရှိတာသူအားနေချက်ကဒီတုံးတဲ့ user တွေကအချိန်တစ်ခုတည်းမှာဘယ်သူမှမတုံးကြဘူးဆိုရင်runner တွေကauto run မဖြစ်တော့ပြန်เนาะကိုဘောကတို့ဒီ cloud မှာ runner မှာဒါ cloud server မှာ runner မှာဒါအချိန်လေးခေါ်လို့ရတယ်ပေါ့ဒီကောင်းအားနေချက်ကလည်းသူက speed time ပဲလေးရှိတယ်နောက်ပြီးတော့ bot ကို user တွေကမခေါ်ဘူးဆိုရင်လည်းအချိန်တစ်ခုကြာရင် bot က auto run ပြုတ်ပြီးတော့အဲ့လိုနေထားပြင်ရောက်လာတယ်เนาะအဲ့တော့အထားပါတော့အခုလက်ရှိမှာတော့အားနေချက်ကိုမပြောသေးဘူးအားနေချက်ကိုကျွန်တော်တို့ချပြီးတော့ project ဆောက်ကြမယ်ပေါ့နော်ဒီ translator bot ကိုဒီကောင်းနဲ့ပြင်ထားရင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ bot file ကိုပြင်သွားမယ်ပြီးရင်bot file မှာရောလုပ်ခဲ့တဲ့ translator bot အဲ့ဒါကိုပြန်ဖွင့်မယ်ဖွင့်ပြီးတော့နိုင်မှဆိုရင်ဒီကောင်ကအခုနဲ့ချိန်နေတယ်ဟုတ်translator bot ကဒီနေ့ချိန်နေတယ်ဆိုတော့ဒီမှာ movie portion နဲ့အခုဒီ portion နဲ့အားကျရင်ဟိုကောင် render ကြီးနဲ့ချိန်နေပြီrender မှာတော့ဘာလို့လဲအကျဉ်းဆုံးrender မှာက render ရဲ့အားသာချက်ကြတော့အဲ့လိုမျိုးသူက speed time တော့ရှိတယ်ဒါပေမဲ့သူကခဏပဲ15မိနစ်လောက်ပဲ speed လို့ပြောတာ။ရင်းမကြောက်ဘူးအဲတုံးတဲ့လူနေပါလို့လည်းမဖြစ်သွားဘူးပေါ့နော်။ဒီ free plan ထဲမှာပဲကျွန်တော်တို့လုံနိုင်ဆုံးအများကြီးရှိတယ်ပေါ့နော်။အကောင်းဆုံးရွေးချယ်မှုအနေနဲ့ကျွန်တော်ရန်တာပေါ့။ဒါလက်ရှိကျွန်တော်တို့ရဲ့ပေါ့အဲ့ဆိုလို့fine okay အဲ့ဆိုရင်ဒီဘောကိုဒီ translator ဘောကိုလုံးမလုံးအောင်လို့ဒီ cloud ခြား cloud တွေကလုပ်တယ်လို့ထင်နေမှာဆိုလို့ကျွန်တော်ပြန်ပြီးတော့ confirm ဖြစ်အောင်လုပ်လိုက်မယ်အဲ့ဒါတော့ query token ကို change လိုက်မယ်နော် revoke လုပ်လိုက်မယ်ဆိုရင်ဒီကောင်ကို
ခြားဆန်းလာတဲ့ဒီနေရာဘယ်နေရာဖြစ်ဖြစ်မသိတော့ဘူးเนาะပြန် run လို့အဆင်ပြေတယ် revolve လုပ်လိုက်တဲ့ဒါ new bot ကိုဆိုမှာเนาะလက်ရှိမှာလုပ်တာလုံးမလုပ်တော့ဘူးเนาะဘာလို့လဲဆိုတော့ API တိုကန်ပြောင်းသွားတဲ့အတွက်ကြောင့်မို့ဘယ်ကောက်မှာပဲတင်တာတရားမှပထမပြောင်းမှမကြည့်ကြတော့ဘူးเนาะအဲဒါကိုကောင်းပြီပြန်ရှင်းမယ်ဘောခါသားနေပြီးတော့ကျွန်တော်တို့ translator ဘောကိုပြန်ခေါ်မယ် step ပြန် run ရမယ်အဲ့တော့ဘာအလုံးမမလုပ်ဘူး confirm ပေးကြပါပြီအဲ့ကျွန်တော်တို့ပြန်စရေးကြမှာပေါ့နော်အဲ့ဒါဘောကို revision ပြန်ရမယ်အဲ့တော့ရေးမဲ့အရေးသားကိုကျွန်တော်တို့ကပြန်ဖွင့်မယ်ဒီ project မှာပေါ့နော် project အဖြစ်translator လို့ပဲပေးလိုက်မယ်ပြီးရင်ကျွန်တော် open project ပြန်ဆက်မယ်လုံးနေရတိုင်းကျွန်တော်တို့ library file ကို install သွင်းဖို့လိုမှာပေါ့နော် Python Telegram ဘောကိုသွင်းဖို့လိုမယ်မဟုတ်ရင်ဒီ code တွေကဘာမှ library မရှိတော့အလုံးလုံးဘူး PNB install ဒီကောင်တော့ဒါဆိုရင် file already certified ဆိုတော့ဒါရပြီဒါကြီးရပါတော့နောက် code ကိုကျွန်တော်တို့ copy ယူထားမယ်ဒီနေ့ရှိတယ် control C အဲဒီမှာအစမပြေမှာက token ပါနော် token နေရာမှာချိန်သွားပြီပြန်ရေးထည့်ဖို့လိုမယ်ဘောဖာတရှိရနေကျွန်တော်ပြင်သွားတဲ့ token ကိုပြင်လိုက်ပြီးတော့အဲ့ပြီးတော့ကျွန်တော်ပထမဆုံး local မှာအရင် run ကြည့်ပါတော့ local မှာ run ကြည့်လို့အဆင်ပြေမှကျွန်တော် cloud ကိုသွားကြမှာပေါ့နော်raw run ဖြစ်တဲ့ဆိုရင်ဒါကိုအလုပ်လုပ်တယ်ပေါ့နော်ဘာမှမလိုပါဘူးကျွန်တော်တို့revision ပြန်ရင်တော့ဒီ open router API ကိုသွားရ API key ကိုပြန်ထုတ်ခဲ့ PC ရဲ့ API key ကိုထုတ်ခဲ့ပြင် code ရဲ့ API key ကိုသုံးမယ်နော်ဒါလေးပဲဒီ code ကို reference ယူရတဲ့ဒီနှစ်ခုလေး join ပြင်ကိုယ့်ရဲ့ project မှာ run လိုက်ရပြီအဲ့တော့ဘာဆက်လုပ်ရမလဲဆိုတော့မှန်စမ်းကြည့်ကြအောင်နော်step commandလုပ်ပြီနော် step ကိုမှစလုပ်ပြီဒါလည်းပြန်အတွင်းကျိုးကအခုမှ join သွားတာပေါ့နည်းနည်း what running ပြန်လို့ဆက်ပြီးတော့ဒါလည်းပြန်ကြည့်မယ်connection နဲ့လည်းဆိုင်တယ်အဲဒီဘာသာပြန်နဲ့ပြီးတော့ local နဲ့ cloud နဲ့လည်းပွားတယ်ပေါ့နော် local မှာဆိုရင်ချက်ချင်းပြန်ငားရင်လည်းကြောင်းတော့ဖြစ်တယ်
အပိုင်းထားပါဒီဗီဒီယိုရဲ့ဒီကယူဆတာမဟုတ်ပါဘူးဒီကယူဆကကျွန်တော်တို့ project ကိုဘိုးမကျွန်တော်ရင်းလို့ရှိမှာ project ကိုပြန်ဆောက်ပြီးတယ်ဒါပေမဲ့ဘောကိုတော့အတိတ်မဆောက်တော့ဘူးဒါတော့တကယ်ရင်းလို့ဟောဗီဒီယိုငါဘုတ်6ဘုတ်လုံးကအများနဲ့ပါတယ်ပေါ့ဆောက်တဲ့ new ဟို profile နဲ့လောက်တာတော့မှတ်မိကြပါနော်ဘောတစ်ခုပေါ့ဆောက်လိုက်ပြီးရင် logo ကိုကိုရာတစ်ခုဆောက်ဒီကုတ်လေးကို reference တဲ့ပြင်ကိုရဲ့အပြင်ဒီကောင်ထည့်ပြီး range ဒီ data ဘောနဲ့ဒီကုတ်နဲ့ကုတ်နဲ့ဖိဆောင်မှုရှိပြီးပြန်လဲလောက်ပြီးဆိုရင်ရပြီနော် logo မှာရပြီဆိုတော့ပုတ်ကိုကျွန်တော်တို့ပိတ်မယ်အဲ့တော့ပုတ်က logo မှာလက်ရှိ logo မှာကျွန်တော်တို့ run နေတာမဟုတ်ဘူးဆိုတာမျိုးသိကြအောင်နော်ပုတ်ကိုပြန်ပိတ်လိုက်ပြီးရင်ကျွန်တော်တို့ဒီပုတ်ကို copy ကူးခဲ့နော်ကျွန်တော်စီနဲ့ copy ကူးခဲ့ပြီးရင်ကျွန်တော်တို့ဒီကလုံးဝပိတ်လိုက်လုံးဝဒီကောင် run နေကြမျိုးတော့နော်အဲ့ဒါကျွန်တော်တို့ run မှာကrun မှာကဘယ်မှာလဲဆိုတော့ play မှာပေါ့နော် play မှာ new app တစ်ခုဆောက်မယ်အဲ့နေရာမှာ play မှာ new app ဆောက်တဲ့အချိန်မှာကျွန်တော်တို့ကရေးရမယ် Python နဲ့ရေးမှလား Node လား C လား C developer လား Java လားပေါ့နော်အဲ့မှာဒီကဒီ Python ပဲရေးရမှာပေါ့ Python တက်ကန်ပေါ်လုံးမှာဆိုတော့အဲ့တော့တိုက်တဲ့နေရာမှာကျွန်တော် translator ပေါ့ပြီးရင်သူ private တော့မရဘူး private ဆိုရင်တော့နောက်ထပ်သူရဲ့ပတ်စံပေးမှရအောင်နော်ပိတ်ပါရှင်အလုပ်လုပ်ရမယ်ငါတော့ public တွေပဲပို့ပေါ်ရလုပ်လို့မှာပေါ့အဲ့တော့ free app အဲ့ဒါဒီ project အတွက်ဒီ app အတွက်နာမည်ပေးပြီးရင် public ထားပြင်ရပြီနော်အထုတ်လိုက်ဒီကောင်မှာအားရကြတာကျတော့ဒီ republic ကလည်းဒီမှာ assistant အနေနဲ့ AI ပါတယ်ပေါ့နော်ကိုကိုကိုဒီ run ပိုင်းနဲ့အဲ့တက်တယ်ဆိုရင်လည်းဒီမှာကိုပုတ်လေးထည့်ပြီးတော့မီးလိုက်တယ်နဲ့သူကဟိုပြန် auto fit နေနဲ့လုပ်ပေးလိုက်နေတာမှာပဲအဲ့ဒါကျင်းသွားတယ်ပေါ့နော်ဒီတော်တော်ကောင်းတယ်ပြီးတော့ဟို idea ရှိတဲ့ app ကိုဒီမှာရေးပြီးတော့ app ထုတ်ခိုင်းမယ်ဆိုရင်လည်းသူကထုတ်ပေးတယ်ပေါ့နော်အစားက web app ပဲဖြစ်ဖြစ်ပါလို့အဲ့လောက်ထိကျွန်တော် like မလုပ်တော့ပါဘူးAI ညကတော့များလုံးလို့ဘုံတော့ကောင်းနေတာပဲဆိုတော့လုပ်နေတယ်ပါဘူးကိုသွားခြင်းနဲ့တားကြပဲသွားကြမှာပေါ့နော်အဲ့ဆိုရင်ဒီမှာပဲကျွန်တော် project က translator ဆိုတဲ့ဒီဝင်သွားပြီပေါ့နော်အဲ့ဒါဝင်သွားပြီအဲကြောင့် browser စပြင်မယ်ဘယ်လိုပြင်လို့ရလဲဆိုတော့ဒီမှာအဲ့တော့လက်ရှိကိုယ့်ရဲ့အသစ်ဆောက်လိုက်တဲ့ app နာမည်ပေါ့နော် description ကတော့ဝေပေါ့အင်္ဂလိပ်ပြင်မှာmachine ကဖြစ်တာပေါ့ဒီလိုမျိုးပဲ issue အခုဒီ public မှာဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ local မှာ run လို့ပဲအစဆုံးပေါ့နော် project တစ်ခုဆောက်မယ်အဲတော့ဒီ project ကိုပုတ်ထည့်ကြမယ်ပေါ့ library ထည့်မယ်ပြီးရင် run ကြည့်မယ်ပေါ့နော်ဒါပဲပါပဲအဲ့တော့ကျွန်တော်ဒီမှာ translator ကိုဝင်မယ်မကောင်းဘူးနည်းတော်ကြောင်ဒီကနေ့ VPN ရောက်ဖြစ်တယ်နော် VPN ပြင်ချိန်ချိန်သွားရင်ပြင်မကြည့်ဘူးသူက Republic က VPN လို့ဟောဒီမှာ Republic ကိုပြန်သွားမယ်အဲ့လောက်ယူမနေဘူးပေါ့နော်ခုနဟိုကောင်ဆမ်းပြတာဒီလိုဆိုရင်ကျွန်တော်တို့ဆောက်လိုက်တဲ့ app layer ဒီမှာပေါ်လာပြီပေါ့နော် translator ဆိုပြီးတော့ project folder app folder ဆောက်ထားရအောင်မယ်ကျွန်တော်ဘာမှမလုပ်ရင်ရတယ်ကိုယ့်ရဲ့ project လေးဝင်သွားပြီပေါ့နော်အဲ့တော့ဘာလုပ်လို့ရလဲဆိုတော့သူ့ကိုပြန်ထားပြီးရင် description နေနဲ့တော့ PNG ကိုမြန်မာပေါ့နော်မြန်မာဒီ PNG တက်တာကြီးပြီးရင် icon ချင်းမယ်အဲ့တော့နည်းနည်းတိုင်းဝိုင်းစားလို့ icon လေးပေးမယ်ကာဗာ email တော့မရတော့ဘူးเนาะကာဗာလေးလည်းပေးလို့ရတယ်ပြီးရင်ပတ်လေးနဲ့ထွက်လိုက်ရပြီအဲ့ဒါကိုယ်ကလေးမှာ icon လေးနဲ့ဖြစ်သွားပြီကြီးလိုက်တာနဲ့အဆင်ပြေတယ်เนาะ translator အဲ့လိုပြန်ဝင်မယ်စပြီးတော့
ကောက်ရေးမှာပေါ့နော်ကောက်ရေးမှာဆိုရင်ကျွန်တော်ဒီမှာ file အနေနဲ့ file special မှာကြည့်မှာဆိုရင်ဒါသူ့ရဲ့ဒီ file ဆိုတဲ့အောက်မှာပေါ့နော်ဒါရှိတယ်ဆိုတော့ main.py ဆိုတာ default ပါတယ် get external ပါတယ်ပေါ့နော်ကျွန်တော်ကတော့ library အနေနဲ့ကြည့်တဲ့ရှုတာမှာဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိမှာဒီဟိုကဒီကဏ္ဍအတွက်ဆိုရင်ဘာမှမသိကြမလို့လွယ်လွယ်လေးဒီ file ရဲ့အောက်မှာကျွန်တော် main.py ရှိရယ်အဲ main.py နဲ့ကိုကျွန်တော်တို့ပုတ်သွားရေးလိုက်နော်ပုတ်ကို copy လုပ်ပြန်ထည့်လိုက်မယ်ဒီမှာ error ပဲတက်ပါပြီဖြစ်အဲ့ဒါမျိုးနောက်ဘာလုပ်ရမလဲဆိုတော့ library ထည့်ဖို့လိုတယ်နော် library မရှိရင်ဒီကောင်ကြီးကနေပြီးတော့အလုံးမလို့ဘူးနော်တော့မှန်တယ်အဲ့တော့ main.py ဆိုတာလေးကိုပဲကျွန်တော်ကပုတ်လို့ထည့်လိုက်ရပြီနောက်ပြီးတော့ library တွင်းမယ်ပေါ့နော် library တွင်းတဲ့နေရာမှာ web ကို library တွင်းရမှာဒီဘက်လေးပြမယ် assistant ဒါကတော့ AI ပေါ့နော်အခုကိုမေးချင်တာမေးပြန်ပြောတယ် free ပဲပေါ့သူကပြီးရင်ဒီဘက်က review for app ကို run ရင် review ဒီဘက်က console ကဒီခု for run ကြီးဖြစ်သွားလားပါလား log ပြနေမှာတော့ဒီနားလေးပေါ့နော် console လေးပေါ့ဒီမှာကျတော့ database သူကတော့အလကားမရဘူး free မရှိဘူးပေါ့နော် free plan မှာမရဘူးနောက်ပြီးတော့development အဲ့ဒီမလို့ကိုက web ရေးတာမှမဟုတ်ဘူးအဲ့တော့လက်ရှိ production ကိုကျွန်တော်တို့က server မှာ on မှာလား auto scale လားဒါတော့ ADM နဲ့တော့ static page လား share ယူလာပါတော့အဲ့ဒါရင်ဒီမှာဒီ icon လေးမှာဆိုရင်နောက်တဲ့ more feature ပေါ့နော် more feature မှာဆိုရင်ကျွန်တော်တို့ကဒီ project အတွက်တည်တင်တာတော့ဒီဆွဲကြည့်ပါနော် set 2ပေါ့သူအနေနဲ့ပါရရှိအောင်လည်းတော့လက်ရှိ Python အနေနဲ့ဒီ Telegram bot တွေရေးတဲ့အချိန်မှာပြီးဖို့လိုတာက share နော် share ဆိုတော့ဒီအခုကျွန်တော်တို့ဒီ give VS Code မှာကျွန်တော် run ရတဲ့ command ပေါ့နော်ပြန်ပြီး install ပါညာအဲလို run လို့ရတာဒီ share မှာတော့ run လို့ရတယ်နော်ကိုအဲ့ technical အနေနဲ့ share သုံးပြီးတော့ like code တွေကိုတွင်းရင်အဲ့လိုသုံးလို့ရတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က library file တွေကိုပဲ dependency အနေနဲ့ import လုပ်ချင်တယ်ဒါလေးကပို့ပြီးလွယ်တယ်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကုတ်မရေးကြတော့ဘူး dependency install တင်မယ်ပေါ့နော်လက်ရှိမှာ dependency လေးကိုကျွန်တော်ရေးလိုက်တယ်သူလေးကနေ dependency လေးရေးလိုက်တော့ဒါမှညှိရှော့မှာဒါလေးကုန်ပြလိုက်တယ်အဲ့တော့ဒီမှာဆိုရင် development နဲ့ပြလိုက်မယ် database နဲ့ပြလိုက်မယ်console တော့ထားမယ် review လည်းပြမယ် main တော့ပြန်တော့ခုပဲရှိမှာနော် main ရဲ့ console ရဲ့ dependency ဒီ console ကိုတန်းနေတာနဲ့သူက auto ကိုနဲ့ဆိုင်နေလိုက်ပြီးတော့တောက်လျှောက်ပြင်သွားလိမ့်မယ်ဒါပေမဲ့ error တက်နေနေအဆင်မပြေဘူးအဲ့တော့အလွယ်မလုံးနဲ့ dependency တစ်ခုချင်းပြင်မှာပေါ့နော်ဒီမှာဆိုရင် system မှာဆိုရင်ကျွန်တော်တို့က Python 3.11 ကိုသုံးနာမယ်ပေါ့နော်ဒါတော့အဆင်ပြေပါမချင်းနဲ့ import မှာကျွန်တော်တို့လိုက်ပြီးတော့ဘာလို့ရှိဖို့လိုလဲ add new package အမှန်တော့ရေးမယ် Telegram နဲ့ဆိုင်နေTelegram Telegram နဲ့ဆိုင်နေ Telegram 0.01ဟုတ်ပြီနော်ဒါဆို code project မှာဒါလေးရှိဖို့လိုတယ်တွန်းမယ်နောက်ပြီးတော့ Python Telegram ပေါ့Python Telegram ပေါ့ဖတ်တာကြတော့မရှိဘူးเนาะအဲ့တော့မရှိဘဲနဲ့ကျွန်တော် run ကြည့်မယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်ဒါဆိုရင် record ရှိနေ record ကိုအရင်ကျွန်တော်ပြင်ဖို့လုပ်မယ်အဲ့တော့ directory ကပေါ့ခဏတာ record ကိုပြင် REQEST record ဒီပါမယ်နော်ဒီ library HTTP တွေအတွက်ဒီနားလည်နိုင်တဲ့ language အနေနဲ့ပြရမယ် HTTP တော့record လည်းတင်ပြီးပြီအဲဒါရောက်ဒီမှာ record နဲ့ပတ်သက်တဲ့ area လေးတောက်သွားတယ် Telegram နဲ့ပတ်သက်တဲ့ area လေးတော့တောက်သွားတယ်နော်ဒါပေမဲ့ဒီ Python Telegram နဲ့ဆိုင်နေလာပြီးမရှိတဲ့အတွက်ကြောင့်မို့ area တော့တက်နေတယ်ဒီ dependency ထဲမှာလည်းရှာကြည့်လို့ရှိရင်တော့ Python Telegram ဘောနဲ့ဆိုင်နေဒီ library ကိုတွင်းလို့တော့မပြဘူးနော်1 wait 1
တခြား library တွေရှိတယ်ဗျာ python.env လို့တခြားရှိတယ် Python Telegram bot ဆိုပြီးတော့အဲ့ရတော့ရှာလို့မတွေ့ဘူးเนาะကျွန်တော်မရှာတတ်တာအဲ့တော့ search အနေနဲ့ရှာလို့ဆိုရင် Python Telegram bot ကိုကျွန်တော်မတွေ့ဘူးဗျာတွေ့ဘူးကျွန်တော် channel အရာကြီးအကုန်လုံးတွေ့တယ် record တို့ဘာလို့သင်လိုက်တဲ့အချိန်မှာဒီ line လေးကမြင်တော့ဗောနော် library ကဒီကောင် run မယ်ဆိုရင်တော့အဲ့ဒါတက်မယ်အဲ့တော့ Telegram EA ကိုမရှိဘူးအဲ့ကျွန်တော်တို့ခုနပြောလို့ပဲ share အနေနဲ့တွားပြီးတော့လုံပို့ပြီးတော့ပြင်ပြီးဗောနော်အဲ့ share ကိုခေါ်လိုက်မယ်ဒီမှာလေးခုပြောနော် share မှာရင်ကျွန်တော်တွင်းမယ် PID install အဲ့ဒါနော် library install တင်သွားပြီနော်ဒီဘက်နဲ့ဒီမှာပြင်ကြည့်မယ်ရပြီပေါ့နော်ပြင်ပြီးပါပြီဝင်သွားပြီပေါ့နော်ဖြစ်ချင်းအတိတ်မဖြစ်ဘူး run ကြည့်မယ် run ကြည့်မယ်ဆိုရင်run လေးကိုနှိပ်လိုက်လို့ run ချက်ချင်းပြုတ်ပြီးတော့ stop ကိုဖြစ်သွားမှာပေါ့နော်ဟိုမရက်မချင်း stop မလုပ်မချင်း run နေမှာပေါ့အဲ့တော့ဒီမှာဒါ library တွေတွင်းနေကြံခဲ့တယ်အဲ့ဒါတက်နေတယ်ဆိုရင်သူကအလုံးမလုပ်ဘူး run နှိပ်လိုက်လေ run မပြင်ဖြစ်မယ်အဲ့လိုဆိုတော့မ run နိုင်ဘူးเนาะဒီမှာဆိုရင်တော့ကျွန်တော် library တွင်းတာမှန်တယ်အဲ့တော့ဒီ pack တွေထဲမှာဒါသွားတွင်းမယ်အဆင်မပြေဘူးဆိုရင်ကိုယ့်ကို share လေးနဲ့ပဲတွင်းနိုင်မှာဆိုလဲရတယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်share နဲ့ Python တွေကောင်တွင်းမယ်ပြီးရင် record တို့ဘာတို့အလွယ်ဒီကနေပဲတွင်းမယ်မဟုတ်လဲ share ကနေတော့တွင်းလို့ရတယ်အဲ့တော့တွင်းပြီးပြီဆိုရင်ကျွန်တော် run ကြည့်မယ် run ကြည့်ရင်ဒီလိုမျိုးလေး run clock နှိပ်လိုက်လို့အဲ့ကြောင့် run နေတယ်ဆိုရင် stop လုပ်ပြနေတယ်ဆိုရင်ဒါအလုပ်လုပ်တယ်တော့မပြောက်ဒီ run out နှိပ်လိုက်လို့ run မပြင်ဖြစ်တယ်ဆိုတော့ဒါကိုယ့်ရဲ့ project run လုပ်နေရမှာเนาะအဲ့ဒါလို့ရှိနေတယ်ပုံစိုးမှာလည်းအဲ့ဒါပြနေတယ်နောက်တစ်ခုပုံမြင်တာကကျွန်တော် run လိုက်တယ်ဆိုရင်ပုံစိုးမှာ royal very စပြီးလုပ်ပြီး bot run လေးဆိုတာကြီးကဖြစ်ပြီပေါ့เนาะ local မှာလိုပဲ bot run လာပြီဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ repeat ကိုကျွန်တော်တို့ပိတ်ထားရင်တော့ပဲအလုပ်လုပ်နေမှာเนาะမှာကျွန်တော်မပိတ်သေးဘူးကျွန်တော်အလုပ်လုပ်ပြမယ်ကျွန်တော်စပြီးတော့ဟုတ်မဟုတ်ပြန်ပြီးတော့ရေးမှာပေါ့နော်မြန်မာဆိုရင်ခုမြန်မာဆိုရင်ကျွန်တော်တို့ခုဒီတခြားမှလည်းကျွန်တော်သုံးတာမရှိဘူးဘာလို့လဲဆိုတော့ API token chain လိုက်တဲ့အတွက်ကြောင့်ဘယ်မှာတင်ထားတဲ့ library မှာအလုပ်လုပ်နေပြီပေါ့နော်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ local မှာလည်း BSO ကိုပိတ်ထားတဲ့ကြောင့် BSO လည်းမရှိနေဘူးရှိနေတော့ဒီခုလက်ရှိ Rapid မှာတင်ထားတဲ့ကောင်လေးအလုပ်လုပ်မှသာကိုယ့်ရဲ့ဘောကစပြင်နေပေါ့ကျွန်တော်ရဲ့ဘောပြန်တော့မယ်ပြီးရင် translator တော့အဲ့ဒါလည်းပြန်ပုံမယ်တက်တင်နေမယ်အဲ့ဒါလုံးလို့တယ်ဗျာနော်ကိုယ်ချက်ချင်း start နေလို့ reply ပြန်နေဆိုရင်ဒီအလုံးလို့တယ်အဲ့ဒါလုံးလို့တယ်ဆိုရင်ကျွန်တော်တို့ဘာသာပြန်ခိုင်းလို့ရတယ်နော်ညနေနော်လူကတဲ့ဆိုင်ကအများကြီးမြင်တယ်ဒီဘာသာပြန်ပေးမယ်ဒါတော့ကျွန်တော်တို့ဒီကောင်ကိုပိတ်လိုက်ပြီဆိုရင်ညောင်းပိတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာလုံးဒေတာကြည့်မယ်အလုံးမလုပ်တော့ဘူးနော်ဒီကောက်ဒီဘိုင်းမပြောင်းဆိုတော့အလုံးမလုပ်တာပေါ့ပြောရင်တော့ဟုတ်မဟုတ်တင်ပြရမယ်နော်ဒီကောင်ကိုပြန်ဆက်ပြီးတော့ step ကိုပြန်ခေါ်မယ်တော့ပြန်ခေါ်မယ်စမပြန်လာဘူးပေါ့နော်ဒီလုံးမလုပ်ဘူးအဲ့တော့ကျွန်တော်တို့က round နှိပ်ပြီးတော့ bot running ဖြစ်ပြီးတော့စ bot running ဖြစ်ပြီးဆိုရင်ဘာလို့ bot running မဖြစ်ဘူးrunning ဖြစ်ပြီးဆိုမှကျွန်တော်တို့ရဲ့ဒီ translate ဒီ browser ကိုပိတ်လိုက်လုံးဝပိတ်လိုက်အဲ့တော့ခု browser မှာလည်း run ရတာမရှိဘူး local မှာလည်း run ရတာမရှိဘူးရေးတဲ့စာတွေ
ဒီဘောကျွန်တော်တို့တောက်လျှောက်အလုံးလုံးနိုင်လားဆိုကြည့်မယ်နော်replica စပြီးတော့ကျွန်တော်တို့သုံးမဲ့ຢာတွေအတွက်ပို့ပြီးတော့ဆင်ပြေတယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့မရှုပ်ဘူးပေါ့နော်ဒီ console လေးသူ့new app လေးဝင်လိုက်မယ်ပြီးတော့ကိုယ်နဲ့ဆိုင်တဲ့ဒီ main တော့ပြီးပိုင်းထဲမှာပုတ်ပုတ်လေးလိုလိုက်ရေးမယ်ပြီး library အတွက်ကျွန်တော် share လေးကိုတော့ဖွင့်ပြီးတော့ share မှာ library လေးတွေတွင်းလို့ရတယ်နောက်မှလည်းဒီကနေဒီကနေပါဝက် library လေးခေါ်မယ်အဲ့နဲ့ channel တွေမှာလုပ်ပြီးတော့console မှာတော့ဒီ for running ဖြစ်တဲ့ဆိုရင်လို့ပြီးဒါဆိုကျွန်တော်တို့ရဲ့ကြားလိုက်ပါကျတော့ဘာသာပြန်တာနေ့ရက်လားပုတ်ပဲလုံးမလို့တော့လားပြင်စစ်နေပါနော် translator ဘောကို step ပြန်ခေါ်မယ်စာမပြန်ဘူးဒါဆိုရင်ဒါနည်းမဖြစ်ဘူးဟုတ်တယ်ပြန်ဝင်လိုက်တာနဲ့တခါအေးမှာဗန်နီမဖြစ်နေပါဘူးနော်ပိတ်တာနည်းနည်းလောရလို့ငန်းလုံးမရှိလို့ပိတ်ချပါဘူးတေးကြပြီဆိုမှပဲပိတ်မယ်နော်ဒီရန်တေးကြပြီနော်ဒီကြရင်ပိတ်လိုက်မယ်ပိတ်ပြီးတော့ပြန်ရတယ်ဗောနော်ကျွန်တော်တို့ browser ကိုပိတ်လိုက်ရလို့တော့ဗောနော်ပြောရင်တော့ဒီတောက်လျှောက်ကျွန်တော်တို့ဘယ်ချိန်မှဆိုထားပြီးကိုဘောလေးကိုရဲ့ personal assistant အနေနဲ့တုံးနေလို့ရတယ်ဗောနော်ဒီမှာဆိုတော့ဒီတင်ကျင်းတို့ပြရတာတော့ဘောအသေးလေးတွေဗောအကျောင်းဒါလေးခံနေနိုင်လဲဆိုတော့ကိုပိုင် assistant ဘောလေးအနေနဲ့ကိုရဲ့ဘောလေးကိုPC တို့ ChatGPT တို့ AI တို့တုံးပြီးတော့ chat conversation ပြောတဲ့command လေးပေးပေါ့နော်app select chat ဆိုရင်ကိုနဲ့ chat မယ်ပေါ့ဒါဆိုကိုမေးချင်တာလေး app question ဆိုတဲ့ command လေးပေးရတယ်မေးပြီးလေးလုပ်မယ်နောက်ပြီး app weather ဆိုရင်လည်းကိုယ် value လေးပြမယ် app calculator ဆိုလည်း calculator နဲ့တောင်းမယ် app view app ပြီးတော့select တော့ပေါ့နော်အစသဖြင့်ကိုယ့်ရဲ့ရေးချင်တဲ့ command လေးကိုဒီ project တစ်ခုလုံးမှာပုံခံပြီးရေးတာပြီးတော့ဒီ personal assistant ဘောလေးကိုတယောက်တည်းပဲသုံးနေမှာပေါ့နော်ကိုဒီနေ့တောင်းနိုင်ဒီဘောလေးရပဲဟိုထောက်ပြီးပြုမယ်အပါ dictionary လေးပဲထည့်ထားနေတာဒီလို translator လေးပဲထည့်ထားနေတာပေါ့နော်ဒီဘောတစ်ခုတည်းမှာစုံပြုံခံနေအောင်ထည့်ပြီးတော့လုပ်ထားမယ်ဆိုရင်လည်းတော်တော်ကောင်းတဲ့ဘောလေးနဲ့တွေ့ရမှာပေါ့နော်အခုနောက်ထပ်ကျွန်တော်တို့ဒီထပ်လို့နေကျွန်တော်ကြော်ညာတာပေါ့နော်ဒီမှာဆိုတော့ကျွန်တော်သင်ခန်းစာလေးကပြီးသွားပြီကိုယ့်ရဲ့ဘောကိုဒီလိုငန်းလို့ရတယ်ဆိုတော့ဟာပေါ့နော်ဒီကြောင်ညာမှာကကြတော့လက်ရှိကျွန်တော်တို့အားရလက်ရှိ project နှစ်ခုဖြစ်တဲ့ဒီ IT program ကြီး keyboard လေးပေါ့နော်ဒီ project လေးပေါ့ဒီတောင်လေးကိုဒီလက်ရှိကဲဟိုဘာတင်ရင်းနေစီကိုဖြန့်ဝေလောက်တဲ့စီပေါ့နော်ဒီ tablet ကိုထုတ်ပြလောက်တဲ့စီတောင်းမဲ့ဘောလေးတစ်ခုနေနေဒီမှာကျွန်တော် rapid ကိုတော့ rapid မှာတော့ပြင်ပြီးရမ်းလာနိုင်တယ်ပေါ့နော်သူကဘာတွေလုပ်ပြီးမလဲဆိုတော့ကျွန်တော်
ဘယ်လိုလုပ်ပြီးနိုင်ပေါ်လို့လဲဆိုတော့ဟုတ်တယ်နိုင်တော့ဘောရရမှာစင်ရောပရိုဂရမ်ကြီးဒီပေါ်ပေါ့နော်ဆိုင်ရာပေါ့ဒီပေါ်လို့ဒါတော့ပထမဆုံးအနေနဲ့ဒီလိုပေါ့လို့ပေါ်လို့ရတယ်ပေါ်တော့မှာမဟုတ်ဘူးဒီစာအုပ်ဆန်ပါ channel လေးမှာဆိုရင်ခုမှဒါတော့ခုမှအစ်စ်လောက်ထားတာပေါ့နော်ဒီပေါ်ဒီ channel ရဲ့နာမည်ကတော့ဒီတော့မီ ID program ကြီး free ebook ပေါ့နော်ဒီ link လေးကိုဝင်ပြီးတော့ကျွန်တော်ရဲ့ဒီ program ebook channel လေးကိုလည်း join လုပ်ရပါတယ်ဒီ channel လေးမှာဆိုရင်ဒီkeyboard driver မှာပေါ့နော်မြောက်ရတဲ့မြန်မာစာပြန်မြန်မာဘာသာပြန် ID စာအုပ်လေးတွေကိုပြန်တင်ပေးမှာပေါ့နော်အဲ့တော့မှဒီလိုမျိုးလေးဒီစာမှတ်ကြကြလေးပေါ့နော်စာအုပ်နာမည်တွေဒါလေးဒီလိုမျိုးထားရေးအဲ့ဒါမျိုးရေးပြီးတော့တော့ကြောင့်တင်ပေးပါတော့အခုကတော့တင်လာတာတော့နည်းနည်းပဲရှိတယ်နော်အားလုံးငါ3ရက်လောက်ပဲသင်ပေးပြီးတင်ပေးရပြီနော်ဒါကြောင့်အများကြီးသင်ပါလို့ပါနဲ့ဒီမှာဆိုဒီ website လေးကိုဒီ channel လေးကိုဝင်တာနဲ့ကိုယ့်ရဲ့ဘောလေးကိုကျွန်တော်ပင်လေးထောက်ထားတယ်ပြောရင်ကိုဘောလေးကဘောလေးမှရှိနေတယ်တခုခုလိုတိုင်းဘောလေး channel လေးကနေမှစောက်လေးဆိုင်ရင်ဒီပင်လေးထားလိုက်ထောက်ပြီးတော့ဘောလေးကိုပြင်မယ်ဘောလေးကမှပြန်စောက်အများကြီးရှိရဆိုရင်ဒီမှာကျွန်တော် run လာတာက run ပြုတ်သွားတယ်နော် run လေးနေသွားဒီ project ကိုကျွန်တော်တို့ဒီလိုရမလုပ်ပေးဘူးကြာကြာဒီ project ကနည်းနည်းပြောပြမှာဇလန်းရှိတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ personal data လေးတွေပါသွားတဲ့တယ်ပေါ့အဲ့တော့ဒီ project လေးကိုရှင်းပြဖို့တော့နည်းနည်းခက်သေးတယ်နော်အရင်ရောက်ကြီးမှုပဲနော်ဒီကတော့ကိုယ့်ရဲ့ personal project လေးတုံးကြအောင်ပေါ့လုံးပုံလေးပဲပေါ့နော်ဒီမှာဆိုရင်နည်းထည့်ထားတော့နည်းနည်းလေးပဲရှိသေးတယ်အဲ့ဒါအများတော့ဒီကိုယ့်ရဲ့ဒီမှာဒီလိုမျိုးရနိုင်တဲ့စောင်းနေတဲ့လူတွေအများကြီးပုံမှာနော်ဒါကတော့ကို menu ရဲ့ကျွန်တော်တို့ထည့်ထားရတာမဟုတ်ဘူး menu ရဲ့ထည့်ထားရတာမဟုတ်ဘူးကိုယ့်ရဲ့ဒီပဲရှိမှာတော့sound list လေးတွေက auto ဝင်လာပေါ့နော်နောက်လေးတွေရသူက auto ဝင်နေအဲ့ဝင်လာတဲ့ဟာမှာသူက summarize လုပ်ပြီးတော့ဒီ group လေးတွေသူက auto ဝင်ထုတ်ပြီးတော့နော်ကိုကဓာတ်ပေါ်ကြီးဒီဆောင်းနေတာကျွန်တော်ကြည့်ပါလိုက်ရေးပေးနေအောင်လို့ဒါတော့ဒီ bot လေးကိုစောက်လေးသွင်းခံတဲ့တော့ auto လေးရှိတယ်ဒီပဲရှိဝင်သွားတယ်နော်ဒါဆိုတော့ဒီ ID bot လေးကိုကျွန်တော်စောက်တော့တင်မယ်ကျွန်တော်ဆိုရင်ဒီစောက်လေးကိုဒီစောက်လေးကိုပြီးတော့ကျွန်တော်ဒီမှာဒီပုံမှန်တိုင်းပုံမှန်တကြပါစောင်းနေစာရေးဒီမျိုးစားအဲ့လိုတွင်းပြီးတော့စမ်းနေလိုက်တာနဲ့ဒီ channel မှာဝင်တွင်းလိုက်တဲ့စာအုပ်ကဒီမှာအပန်းနေနဲ့ပြန်ရောက်တယ်ပေါ့နော်ရောက်ပြီးတော့စာအုပ်လေးတော့38မိနစ်ရောက်မယ်ရောက်ပြီးတော့တော့38မိနစ်နဲ့ဝင်သွားမှာပေါ့နော်ဒီ channel မှာတော့တင်ထားတဲ့စာအုပ်ကတော့စောက်တန်ရှိနေတယ်အဲ့ဒီရှိရပါအတွက်လဲဆိုတော့ကျွန်တော်တို့ဒီ AI မှာဘောကနေပြီးအလုပ်လုပ်ဖို့တော့ပေါ့နော်စာအုပ်တွေပဲရှာခြင်းဒီစာအုပ်နာမည်တက်ပြီးတော့ပဲရှာခြင်းပေါ့နော်ကလေးကိုဆက်တာအကြီးရဲ့တက်အနေနဲ့ပြီးပြီးတော့ရှာတာပေါ့ကိုရှာခြင်းစာအုပ်တွေတွေ့ပြီးရှင်းထုတ်လိုက်တာနဲ့ဒီရဲ့စာအုပ်ရဲ့တင်ထားတဲ့ position လောက်တာနဲ့ဒီပုံမှာကြည့်ရတယ်ဒီမှာလည်းဒီမှာထောင်းလိုက်လို့ရတယ်နော်ဆေးအနေနဲ့ကိုယ့်ရဲ့တန်းပြီးတော့ကြည့်လိုက်ရတယ်ဒီကနေပြီးတော့ဆေးအနေနဲ့ကိုယ့်ရဲ့ပုံနဲ့ကိုလည်းတောင်းနာလို့ရတယ်နော်ဒီမှာလည်းကျွန်တော်ကဒီမြန်မာဘာသာပြန်ပဲတင်တာမဟုတ်ဘူး။ကျွန်တော်တော့ဒီ ebook ပေါ်မြန်မာ ID ဆိုတဲ့ channel လေးလောက်ထားတယ်နော်။ဒါပေမဲ့အဲ့မှာဒီစောက်လေးတင်တာနည်းနည်းဟိုရှားခတ်တာပြီးစုပ်ပွားတာလို့နော်။အဆင်မပြေမှုတွေလည်းရှိတယ်ဒီအတွက်ပို့ပြီးတော့အဆင်ပြေအောင်လို့ပေါ့နော်။နောက်လေးတင်နေချိန်မှာလေဒီအုပ်စုလေးနဲ့လည်းပြင်ရှားလဲလွယ်နေပေါ့နော်။အဲ့ဒီလေးပြအောင်လုပ်နေတယ်။နိုင်ငံဘာသာပြန်စာအုပ်လေးလည်းလမ်းပွေပေါင်းလို့နော်။အရာတော့ကျွန်တော်တို့
ဆိုပြီးတော့တင်လေးနေပါနော်ဒီ ID နဲ့ပတ်သက်တဲ့စာအုပ် library လေးဖြစ်သွားအောင်ပေါ့နော်တင်ပြီးတော့တင်ဒီလို project မျိုးလေးတွေလည်းရေးနိုင်တယ်အဲ့တိုင်း support ပေးနိုင်တယ်နော်ဒီမှာဆိုရင်သူကဘောတော့အရင်ကြီးပုံမှုမရှိဘူးနော်ဆောက်ရည်ဒီမဲ့ဒီကဒီ second တွေရှာတကယ်လို့ဒီနည်းနည်းလေးပုံပြီးတော့ဘောပဲတောင်းလို့ပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်ကျေးဇူးတင်ပါတယ်ဒါကတော့ဒီကံဘောလေးကိုကျွန်တော်တို့ဒီ south project လေးအတွက်လေးလာရင်လည်းမှာတစ်ဆင့်ပေါ့နော်စင်မောတိုးချဲ့သွားတဲ့ပုံစံလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲဒီနေ့ကတော့ကျေးဇူးတင်ပါတယ်